ကောင်မလေးတစ်ယောက်ဟာမထင်မှတ်ပဲနန်းတော်ကစီစဉ်ပေးတဲ့လက်ထပ်ပွဲကိုဆန့်ကျင်ပြီးကိုတက်တည်သွားတဲ့ဒုတိယမင်းသားရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားခဲ့တာကိုသိလိုက်ရတော့အလွန်အံ့ဩသွားခဲ့တယ်။သူ့ရဲ့မှတ်ဉာဏ်တွေကိုဖတ်ရှုပြီးနောက်ဒုတိယမင်းသားဆိုသူဟာတကယ်တော့မိန်းကလေးတစ်ယောက်ဖြစ်နေကြောင်းသိလိုက်ရတယ်။အာနာကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့မိခင်ဖြစ်သူကသူမကိုယောက်ျားလေးအဖြစ်လိမ်လည်ပြီးကြီးပြင်းစေခဲ့တာဖြစ်တယ်။လူတိုင်းကလည်းဒုတိယမင်းသားဟာယောက်ျားချင်းကြိုက်သူလို့ထင်နေကြပြီးမိသားစုမပျက်စီးသွားအောင်73မင်းသမီးနဲ့လက်ထပ်ပေးဖို့စီစဉ်ထားကြတယ်။ကောင်မလေးကတော့သူမရဲ့အမှန်တရားပေါ်ထွက်သွားရင်တေတံပေးခံရနိုင်တာကြောင့်ချက်ချင်းထွက်ပြေးရမယ်ဆိုတာနားလည်သွားခဲ့တယ်။ဒါပေမဲ့အစီကံမလေးကထွက်ပြေးရင်တနိုင်ငံလုံးကလိုက်ဖမ်းလိုက်မယ်လို့သတိပေးခဲ့တယ်။အခြားနည်းလမ်းမရှိတော့တာကြောင့်သူမကနန်းတော်ထဲမှာပဲနေပြီးအခြေအနေကိုဖြေရှင်းနိုင်မဲ့နည်းလမ်းတစ်ခုကိုစဉ်းစားဖို့ဆုံးဖြတ်လိုက်တယ်။အစီကံမလေးရဲ့ပြောစကားအရ73မင်းသမီးဟာအလွန်လျှို့ဝှက်စမ်းကြယ်သူဖြစ်ပြီးသူ့ခန်းပြင်ကိုတော့မထွက်ဘူးလို့သိရတယ်။ဒါကြောင့်သူမကစိတ်ဆက်ပွဲကိုဖျက်သိမ်းဖို့မင်းသမီးနဲ့တွေ့ကျင်ပြီးမင်းသမီးနန်းဆောင်ကိုသွားခဲ့တယ်။ဒါပေမဲ့မင်္ဂလာမဆောင်ခင်တွေ့ခွင့်မရှိဘူးဆိုပြီးညှင်းပယ်ခံလိုက်ရတယ်။လက်မလျှော့သေးတဲ့သူမကညဘက်မှာနန်းဆောင်ထဲခိုးဝင်ဖို့စီစဉ်ခဲ့တယ်။ကံမကောင်းစွာနဲ့လမ်းပြောက်သွားပြီးရေချိုးပန်းလေးကိုတန်းရောက်သွားခဲ့တယ်။အဲ့ဒီမှာရုပ်ရည်ချုံမောလှတဲ့အမျိုးသားတစ်ယောက်ရေချိုးနေပြီးသူ့ရဲ့ကိုယ်ခန္ဓာကပြည့်ပြည့်စုံလွန်းတယ်လို့သူမမထင်မှတ်ပဲစိတ်ထဲတွေးမိသွားတယ်။မျိုးသားကလည်းမမျှော်လင့်ထားတဲ့ကျူးကျော်ဝင်ရောက်လာသူကိုချက်ချင်းသတိထားမိသွားတယ်။သူမကအခန်းမဝင်မိတာလို့အလင်းစလိုရှင်းပြပြီးကျွန်တော်ကဒုတိယမင်းသားပါ73မင်းသမီးရဲ့စိတ်ဆက်ထားသူပါလို့မိတ်ဆက်လိုက်တယ်။အဲ့ဒီအချိန်မှာအမျိုးသားဟာတုန်လှုပ်သွားခဲ့တယ်။ဘာလို့လဲဆိုတော့သူကတကယ်တော့73မင်းသမီးဖြစ်နေလို့ပဲချက်ချင်းပဲသူ့စိတ်ဆက်ထားသူဟာမိန်းကလေးဖြစ်နေကြောင်းသဘောပေါက်သွားပေမဲ့ကောင်မလေးကတော့ဘာမှမသိသေးဘူး။သူမကမင်းသမီးရဲ့အခန်းပင်မှာလဲလို့မေးပြီးဒီလက်ထပ်ပွဲကိုဖျက်ချင်တယ်လို့ပြောခဲ့တယ်ထို့ပြင်လမ်းမပြောပြရင်မင်းကိုမင်းသမီးရဲ့လှုပ်ဝက်ယောက်ျားချစ်သူလို့ဆွဆွဲလိုက်မယ်လို့တောင်ချင်းချောက်လိုက်သေးတယ်။သူမရဲ့ယူမှုလုပ်ရက်တွေကိုတားဖို့အမျိုးသားကသူမကိုချုပ်ကင်လိုက်တယ်မတော်တဆသူ့နှုတ်ခမ်းကသူမရဲ့နဖူးကိုထိမိသွားပြီးသူမအံ့ဩတုန်လှုပ်သွားခဲ့တယ်အဆောင်တွေကြားသွားမှစိုးတာကြောင့်သူကသူမရဲ့ပါးစပ်ကိုအမြန်ပိတ်ထားလိုက်တယ်ထို့နောက်သူ့ခါမှာချိတ်ထားတဲ့ရွှေနဂါးကြောက်စိမ့်ဆွဲကြိုးကိုတွေးလိုက်တဲ့အခါသူ့ကိုမင်းသမီးရဲ့အချစ်တော်ယောက်ျားလို့ထင်သွားခဲ့တယ်အမျိုးသားကဘာလို့စစ်ဆက်ပွဲကိုဖြစ်ချင်တာလဲလို့မေးတော့သူမကမင်းသမီးကကျွန်တော်နဲ့လက်ထပ်ရင်မပျော်ရွှင်နိုင်ဘူးလို့ထင်လို့ပါလို့ဖြေခဲ့တယ်အပြင်မှာလည်းဒီလောက်ချောတဲ့ချစ်သူရှိနေတော့မင်းသမီးကကျွန်တော်ကိုစိတ်ဝင်စားမှာမဟုတ်ဘူးလို့ပါထပ်ပြောလိုက်သေးတယ်ဒါပေမဲ့အမျိုးသားကဒီလက်ထပ်ပွဲကဘရင်ကိုယ်တိုင်အမိန့်ချထားတာဖြစ်လို့မရဘူးလို့ပြန်ပြောခဲ့တယ်အဲ့ဒါကြောင့်သူမကလက်ထပ်ပြီးရင်တယောက်တနေရာစီလွတ်လွတ်လပ်လပ်နေကြမယ်ဆိုတဲ့သဘောတူစာချုပ်ချုပ်လိုက်ရအောင်လို့အကြံပေးလိုက်တယ်အမျိုးသားကတော့သူမရဲ့အတွေးခေါ်ကိုအလွန်အမင်းအတိတ်ပဲမရှိဘူးလို့ထင်ပြီးဒေါသထွက်သွားခဲ့တယ်အချိန်ကြာမနေနိုင်တော့တာကြောင့်သူမကသူ့ကိုတွေးဆောင်ခဲ့တဲ့အကြောင်းကိုလျှို့ဝှက်ထားပေးဖို့အကြားလုံးအိတ်တအိတ်ပေးပြီးလက်ထိုးလိုက်တယ်အမျိုးသားကတော့ဒီလိုထူးဆန်းပြီးစိတ်ဝင်စားဖို့ကောင်းတဲ့စိတ်ဆက်ထားသူကိုမမျှော်လင့်ထားခဲ့ဘူးနောက်တစ်နေ့မှာတော့သူမကယောက်ျားချောတွေကိုသွားရှာဖို့ဆုံးဖြတ်လိုက်တယ်ဒီသတင်းဟာမင်းသမီးစီကိုချက်ချင်းရောက်သွားခဲ့တယ်လက်ထပ်ပွဲမတိုင်ခင်တောင်ပျော်ပါထွက်နေသေးတယ်ဆိုတာကြားလိုက်ရတဲ့မင်းသမီးကအလွန်ဒေါသထွက်ပြီးချက်ချင်းထွက်လာခဲ့တယ်ကောင်မလေးကယောက်ျားတွေကိုတယောက်ပြီးတယောက်ကြည့်နေခဲ့ပေမဲ့စိတ်ကြိုက်တွေ့တာမရှိဘူးအဲ့ဒီအချိန်မှာပဲရင်းနှီးနေတဲ့နောက်ကျောပုံရိပ်တစ်ခုကိုရုတ်တရက်တွေ့လိုက်ရတယ်ကောင်မလေးတစ်ယောက်ဟာမထင်မှတ်ပဲနန်းတော်ကစီစဉ်ပေးတဲ့လက်ထပ်ပွဲကိုဆန့်ကျင်ပြီးကိုတက်တည်သွားတဲ့ဒုတိယမင်းသားရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားခဲ့တာကိုသိလိုက်ရတော့အလွန်အံ့ဩသွားခဲ့တယ်။သူ့ရဲ့မှတ်ဉာဏ်တွေ